ကဲဖောင်းကိုနာရီနဲ့ချီပြီးဘာလို့တုံးနေမိလဲဒါမှမဟုတ်မစားသင့်မတည်းအစားတွေကိုမှဘာလို့တော်ပြီးတောင်းတနေမိလဲဆိုတာမျိုးတွေးဖို့ကြလားဒီနေ့မှလည်းအဲ့ဒီလိုကျွန်တော်တို့ကိုနောက်ွယ်ကနေထိန်းချုပ်နေတဲ့မမီနန်နဲ့စာအားတွေအကြောင်းကိုပြောပြသွားမှာပါ Atomic Habits စာအုပ်ထဲကအချက်လက်တွေကိုအခြေခံပြီးတော့ပေါ့ကိုယ့်ရဲ့လေ့ကျင့်သူကိုဘယ်လိုပြန်ပြီးထိန်းချုပ်နိုင်မလဲဆိုတာကိုအတူတူလေ့လာကြည့်ကြရအောင်ကဲဒီနေ့မှာဘာတွေပြောကြမလဲဆိုတော့ပထမဆုံးတကယ်တဲ့ပိုတကယ်ဖြစ်နေတဲ့ຢာတွေအကြောင်းပြောမယ်ပြီးရင်ကျွန်တော်တို့ရဲ့တောင့်တခြင်းကိုမောင်းနေနေတဲ့ engine ကြောင့်လိုချင်တာနဲ့လိုအပ်တာကိုဘယ်လိုပေါင်းစပ်မလဲဘဝင်းချင်းကကိုယ့်အကျင့်အပေါ်ဘယ်လောက်တောင်တရားမှုရှိလဲအကျင့်ဆိုးတွေကိုဘယ်လိုလော့ဆွဲဆောင်မှုမရှိအောင်လုပ်မလဲနောက်ဆုံးမှာတော့ကျွန်တော်တို့ရဲ့ရှေးကြတဲ့ဦးတော်နဲ့အခုခေတ်သစ်ကဘာကြီးကြကအချက်အသေးအကြောင်းကိုဆွေးနွေးသွားမှာပေါ့ဟုတ်ပြီပထမဆုံးအပိုင်းကတော့အရန်ကိုထူးဆန်းပြီးစိတ်ဝင်စားဖို့ကောင်းတဲ့ဇလန်းလေးတစ်ပုနဲ့အစလိုက်အောင်အဲ့ဒါကတော့သိပ္ပံပညာရှင်တယောက်ကလေကတ်ထူပြားနဲ့လှုပ်ထားတဲ့ငတ်နှုတ်သီးတူလေးတစ်ခုနဲ့ငတ်ကလေးတအုပ်လုံးကိုဘလို့လဲစားခဲ့တယ်လဲဆိုတာပါပဲဟုတ်ပါတယ်ငါပေါက်လက်တကောင်ကဆွဲလန်းမှုအကြောင်းဘာတွေများတီးနေမှာလဲဟုတ်တယ်မလားဒါပေမဲ့လေဒီမေကုန်းကပဲဒီနေ့ကျွန်တော်တို့ပြောမယ့်အကြောင်းအရာရဲ့အထူးအချက်ဖြစ်နေပါတယ်အဲ့ဒီငတ်ကလေးတွေရဲ့တုံ့ပြန်မှုကနေတဆင်ကျွန်တော်တို့ရဲ့ဆွဲလန်းမှုတွေအကြောင်းကိုဘလောက်တောင်ဖော်ထုတ်ပြနိုင်မလဲဆိုတာကြည့်လိုက်ရအောင် Okay ဇလန်းကဒီလိုဗျာ Herringle ဆိုတဲ့ငတ်အမျိုးသားမှလေငတ်ပေါက်လေးတွေကဖိုက်ဆိုင်သူတို့အမေရဲ့နှုတ်သီးပေါ်ကအနီးဆက်လေးကိုထိုးစိတ်ပြီးအစာတောင်းလေးရှိတယ်ဒါကတဘာဝပဲဒါပေမဲ့သိပ္ပံပညာရှင်တယောက်ကဘာလို့လဲဆိုတော့အဲ့ဒီအမေငတ်ရဲ့ဘေးမှာပိုကြီးပြီးပိုထင်းတဲ့အနီးဆက်အကြီးကြီး30ပါတဲ့ကတ်ထူပြားနှုတ်သီးအတူတစ်ခုကိုတွားထားလိုက်တယ်ဘာဆက်ဖြစ်သွားမယ်ထင်လဲတကယ်ကိုအံ့ဩစရာကောင်းတာကငတ်ပေါက်လေးတွေကသူတို့အမေအစ်စ်ကိုလုံးဝကိုလှဲ့မကြည့်တော့ပဲဟိုကတ်ထူပြားနဲ့လှုပ်ထားတဲ့နှုတ်သီးတူကြီးကိုပဲအယူအမိုးတွားထိုးစင်နေကြရတာပဲဒီလိုဖြစ်ရမျိုးကိုတိပံပညာမှာတာမန်ထက်လွန်ကဲတော့လုံဆော်မှုဒါမှမဟုတ် supernormal stimulus လို့ခေါ်ပါတယ်ဆိုလိုချင်တာကဘာလဲဆိုတော့အဲ့ဒီနှုတ်သီးတူကြီးကငှက်ကလေးတွေရဲ့ပင်ကိုစိတ်ထဲမှာလေတကယ်အမေအစစ်ရဲ့နှုတ်သီးထက်တော့ပိုပြီးတကယ်ဖြစ်နေလို့ပိုပြီးဆွဲဆောင်မှုရှိနေလို့ပါပဲအဲ့ဒီငှက်ကလေးတွေရဲ့ဇလန်းကကျွန်တော်တို့နဲ့လည်းတကယ်ကိုဆက်ဆက်နေပါတယ်အခုကျွန်တော်တို့နေနေတဲ့ကဘာကြီးကအဲ့ဒီလိုကတ်ထူပြားနှုတ်သီးတွေလည်းကိုပြည့်နေတာဥပမာအတင်စာစားစာတွေဆိုရင်အစားအသောက်သစ်ပံပညာရှင်တွေကတဘာဝအစားအသောက်တွေထက်အများကြီးပိုပြီးဆွဲဆောင်မှုရှိအောင်အစီအချိုးအငံတွေကိုပုံဖော်ထားတာလေ social media က notification အနီရောင်လေးတွေအဆုံးမရှိတဲ့ဖြိုပြီးအစီအစဉ်တွေအားလုံးကတကယ်လက်တွေ့ဘဝထက်ပိုပြီးတော့ကျွန်တော်တို့ဦးနောက်ကိုဖန်ဆားနိုင်အောင်ကိုတမင်တကာဒီဇိုင်းထုတ်ထည့်ကြတာကဲဒါဆိုရင်ဒီလိုလုံဆော်မှုတွေကဘာလို့မြတ်ဒီလောက်တောင်အစွမ်းထက်နေရတယ်လဲအဲ့နောက်ခွဲကထိပန်ပညာကိုနည်းနည်းလောက်ကြည့်လိုက်အောင်အဓိကတရားခံကတော့ကျွန်တော်တို့ဦးနောက်ထဲကဒိုပါမင်ဆိုတဲ့ဓာတုပစ္စည်းပါပဲဒီနေရာမှာဒိုပါမင်နဲ့ပတ်သက်ပြီးလူတော်တော်များများနားလည်မှုလွဲနေတဲ့အချက်တစ်ခုရှိတယ်အဲ့ဒါကဒိုပါမင်ဟာပျော်ရွှင်မှုဟော်မုန်းမဟုတ်ဘူးဆိုတာပါပဲတကယ်တော့သူကလွန်ဆော်မှုဟော်မုန်းပါဆိုတော့ဒါကဆူလပ်တစ်ခုကိုတကယ်ရလို့ပျော်နေတဲ့အချိန်မှာထွက်တာမဟုတ်ပဲအဲ့ဒီဆူလပ်ကိုရတော့မယ်ဆိုပြီးမျောလင့်နေတဲ့အချိန်မှာအများဆုံးထွက်တာပါတောင့်တမှုကိုဖြစ်စေတဲ့အရာပေါ့ဒါကတကယ်ကိုအရေးကြီးတဲ့အချက်ပဲကျွန်တော်တို့ကိုတခုခုလောက်ဖြစ်အောင်တွန်းအားပေးနေတာကဆူလက်ကိုတကယ်ခံစားရတဲ့ပျော်ရွှင်မှုထက်အဲ့ဒီဆူလက်ကိုရတော့မယ်ဆိုတဲ့မျှော်လင့်ချက်ကပိုပြီးတော့အားကောင်းနေတာပါစမ်းသပ်မှုတစ်ခုမှဆိုရင်ကြွက်တဲ့ဦးနောက်ထဲကဒိုပါမင်ထုတ်တဲ့စနစ်ကိုပိတ်ပစ်လိုက်တဲ့အခါသူတို့ကအသက်ရှင်ခြင်းစိတ်ကိုလုံးဝပြောင်းဆုံးသွားပြီးအစာနဲ့ရေကိုတောင်မစားတော့ဘူးတဲ့ဒါမဲ့အဲ့ဒီဆူလက်ကိုကျွေးရင်တော့သူတို့ကနှစ်သက်တုံးပဲနော်ဆိုတော့လှုပ်ချင်စိတ်ကိုမောင်းနေတာကတောင့်တညံတက်ပါပဲကဲဒီသဘောတရားကိုနားလည်ပြီဆိုရင်တော့ကျွန်တော်တို့အတွက်အကျိုးရှိအောင်ဘလို့ပြန်အသုံးချမလဲကိုယ်တကယ်လိုအပ်တဲ့အလင်းကျင်ကောင်းတွေကိုတိဆော့ဖို့အတွက်ကိုယ့်ရဲ့တောင်းတစိတ်တွေကိုပဲအသုံးချနိုင်မဲ့လက်တွေ့ကြတဲ့နီလာလေးတစ်ခုကိုလေ့လာကြည့်ကြရအောင်ဒီနီလန်ကို temptation bundling ဒါမှမဟုတ်တက်မှတ်မှုဖြင့်ချီနှောင်ခြင်းလို့ခေါ်ပါတယ်အရန်ရိုးရှင်းပါတယ်ကိုလှုပ်ချင်တဲ့အလုပ်တစ်ခုနဲ့ကိုလှုပ်တဲ့အလုပ်တစ်ခုကိုချိတ်ပစ်လိုက်တာပဲဥပမာကောင်းတစ်ခုကတော့ engineer ကျောင်းသားလေးတယောက်ပေါ့သူကလေ့ကျင့်ခန်းလုပ်ချင်တယ် Netflix လက်ကြည့်ချင်တယ်ဆိုတော့သူကသူ့ရဲ့လေ့ကျင့်ခန်းလုံးတဲ့စပီးကို Netflix နဲ့ချိတ်ပစ်လိုက်တယ်သူတက်မှတ်ထားတဲ့အချိန်နဲ့စပီးကိုနင်းနေတဲ့အချိန်မှာပဲ Netflix ကပွင့်နေမှာပါရက်လိုက်တာနဲ့ Netflix ပါပွင့်သွားမယ်အဲ့ဒီတော့လေ့ကျင့်ခန်းလုပ်ကိုလုံးမှ Netflix ကြည့်ခွင့်ရမှာပေါ့ဒီနီလန်ကို heavy stacking ဆိုတဲ့နောက်ထပ်နီလန်တစ်ခုနဲ့ပေါင်းလိုက်ရင်ပိုပြီးတော့အစွမ်းထက်လာပါတယ် heavy stacking ဆိုတာကကိုလှုပ်ချင်တဲ့အကျင့်အသက်တစ်ခုကိုလက်ရှိလုပ်နေကြအကျင့်တစ်ခုရဲ့နောက်မှတန်းစီထားလိုက်တာအဲ့ဒီနှစ်ခုကိုပေါင်းလိုက်တဲ့အခါဒီလို formula လေးထွက်လာပါတယ်လက်ရှိအကျင့်တစ်ခုကိုပြီးထွားရင်လှုပ်တဲ့အကျင့်ကိုလုပ်မယ်အဲ့ဒါပြီးထွားမှာကိုတကယ်လှုပ်ချင်တဲ့အကျင့်ကိုဆူလပ်အငြင်းနဲ့လုပ်ခွင့်ပေးမှာပါလက်တွေ့ဥပမာတစ်ခုနဲ့ကြည့်ရအောင်ဥပမာမနက်တိုင်းကော်ဖီတောက်တယ်ဒါကလက်ရှိအချက်ပြန်အလုပ် email ထုံဆောင်ပြန်ရမယ်ဒါကလှုပ်တဲ့အချက်
အဲ့ဒါပြီးမှကိုအရန်လှုပ်ချင်တဲ့ social media ကို9မိနစ်သုံးမယ်ဒါကလှုပ်ချင်တဲ့အချက်ဒီလိုချိတ်လိုက်တဲ့အခါ email ပြန်ရမှာကအရင်လိုဝင်ထုတ်ဝင်ပုံဖြစ်တော့ပဲ social media တုံးဝင်ရဟောဖြတ်ရမယ်တခါပေါက်လေးတစ်ခုလိုဖြစ်သွားပြီးလှုပ်ချင်စရာကောင်းတဲ့အလုပ်တစ်ခုလိုဖြစ်သွားစေတာပေါ့ Okay ဒါကတော့တူချင်းစီရဲ့အစစ်ပညာအပိုင်းပေါ့အခုကျွန်တော်တို့ရဲ့အလေးအကျင့်တွေကိုဖုံးဖော်နေတဲ့နောက်ထပ်အင်မတန်မှကြီးမားတဲ့စွမ်းအားထူအကြောင်းကိုစက်ကြည့်ကြရအောင်အဲ့ဒါကတော့ပဝန်းကျင်ကလူမှုအတိုင်းအဝိုင်းရဲ့လွှမ်းမိုးမှုပါပဲ စီပြေအပြင်တော့ဒါလူတွေဟာအုပ်စု၃စုရဲ့လေ့ကျင့်တွေကိုအတုခိုးလေ့ရှိကြတယ်ပထမတစ်ခုကကိုနဲ့အနီးကဆုံးသူတွေမိသားစုနဲ့တငယ်ချင်းတွေပေါ့ဒုတိယတစ်ခုကလူအများစုကိုနေနေတဲ့ယဉ်ကျေးမှုပေါ့တတိယတစ်ခုကတော့ဩစာအာနာရှိသူတွေအစဉ်တိုင်းမြင့်တဲ့လို့ကိုထင်းနေသူတွေပေါ့ ဒီ slide မှာပြထားတဲ့ကဏ္ဍကတော်တော်လေးကိုစဉ်းစားစရာကောင်းပါတယ်လေးလာမှုတစ်ခုရာလေးကိုယ့်ရဲ့အခင်းဆုံးမိတ်ဆွေတယောက်ကအဝလွန်လာတယ်ဆိုရင်ကိုလိုက်အဝလွန်လာနိုင်ခြေက59%ထိတိုးလာတယ်လို့ဆိုပါတယ်ဒါကအနိကဆုံးသူလေးရဲ့လွှမ်းမိုးမှုကဘယ်လောက်ထောင်အားကောင်းလဲဆိုတော့ပြနေရပါပဲ ဒုတိယအုပ်စုကတော့လူအများပေါ့ဆိုလိုတာကကျွန်တော်တို့ဟာလူအများနဲ့တရားတွေဖျက်ချင်ကြတယ်နာမည်ကြီး Solomon H ရဲ့မြင်းချောင်းစမ်းသပ်မှုမှာဆိုရင်မျက်စိရှေ့မှာအဖြေမှန်ကိုရှင်းရှင်းလင်းလင်းမြင်ရပေမဲ့အခန်းထဲကတခြားလူအများစုကအဖြေမှားကိုပဲရွေးတဲ့အခါစမ်းသပ်ခံရတဲ့သူတွေကလည်းအများနဲ့တယောက်မဖြစ်ချင်တော့ပဲအဖြေမှားကိုပဲလိုက်ရွေးခဲ့ကြတယ်တယောက်တည်းအမှန်တရားဘက်မှာရရတာထက်လူအများနဲ့တူမားနေရတာကိုပိုဆုံးကြကြတယ်ပေါ့ကဲအကျင့်ကောင်းနေဆွဲဆောင်မှုရှိအောင်လုပ်တဲ့နီးကိုပြောပြီးပြီဆိုတော့အခုအကျင့်ဆိုးတွေကိုရောဆွဲဆောင်မှုမရှိအောင်ဘယ်လိုလုပ်မလဲဒုတိယနေရာမှာရဲ့ပြောင်းပြန်ကိုကြည့်လိုက်အောင်အဓိကကတော့ကိုယ့်အတွေးကိုပြောင်းလဲပစ်ဖို့ပါပဲဒီရတဲ့အကောင်းဆုံးဥပမာကတော့စိတ်လက်ဖြတ်ဖို့ကူညီဖေးတဲ့ Alan Carr ရဲ့နာမည်ကြီးစာအုပ်ထဲကနီးလန်းပါပဲသူကစိတ်လက်တောက်ချင်းအပေါ်လူတွေထားတဲ့အမြင်အဲ့ဒီနောက်ကွယ်ကဇလန်းကိုလုံးဝပြောင်းပြန်လန့်ပြလိုက်တယ်လူအများစုကစိတ်လက်တောက်တာကစိတ်ဖိစီးမှုကိုထပ်တာစေတယ်လို့ထင်ကြတယ်ဒါဇလန်းဟောင်းပေါ့ခါကဇလန်းတစ်ကိုဒီလိုပြန်ရေးပြတယ်စိတ်လက်တောက်ချင်းကစိတ်ဖိစီးမှုကိုမဖြေရှင်းပေးဘူးစိတ်လက်မတောက်လို့ဖြစ်နေတဲ့နီကိုတင်တောက်တောက်မှုဆိုတဲ့စိတ်ပူပါမှုကိုသူကိုယ်တိုင်ကဖန်တီးတယ်ပြီးမှအဲ့ဒီစိတ်ပူပါမှုကိုထပ်တာစေတယ်လို့ဟန်ဆောင်နေတာဆိုပြီးတော့လေဒီလိုအမြင်ပြောင်းလိုက်တာနဲ့စိတ်လက်တောက်ချင်းစိတ်ကသူ့အလိုလိုညော့သွားစေတယ် ဒါကလက်တွေ့ဘဝမှာအတုံးချလို့ရတဲ့ရိုးရှင်းတဲ့နီးလန်းလေးတစ်ခုရှိပါတယ်အဲ့ဒါကတော့ကိုယ်စိတ်ထဲမှာငါလုတ်ရမယ်ဆိုတဲ့အတွေးဝင်လာတိုင်းတတိထားပြီးငါလုတ်ခွင့်ရတယ်ဆိုပြီးပြောင်းလဲကြည့်ဖို့ပါပဲဥပမာငါမနက်အစောကြီးထားပြီးလေ့ကျင့်ခန်းလောက်ရောက်အောင်မယ်ဆိုတာကဝန်ထုတ်ဝန်ပိုးတစ်ခုလိုပဲဒါပေမဲ့ငါမှကျမ်းမာတဲ့ခန္ဓာကိုယ်ရှိနေလို့လေ့ကျင့်ခန်းလုတ်ခွင့်ရတယ်လို့ပြောင်းတွေးလိုက်တာနဲ့အဲ့ဒီလုတ်ရအပေါ်ထားရဲ့ခန်းစားချက်တစ်ခုလုံးပြောင်းလဲသွားနိုင်ပါပဲ โอเคအဆုံးသတ်အနေနဲ့ကျွန်တော်တို့အားလုံးရင်ဆိုင်နေရတဲ့အဓိကအချက်အသေးတစ်ခုကြောင့်ကိုအချင်းချုပ်ကြည့်ကြရအောင်အဲ့ဒါကတော့ကျွန်တော်တို့ရဲ့ရှေးကြတဲ့ဦးနှောက်ဖွဲ့စည်းပုံနဲ့အခုနေနေတဲ့ခေတ်သစ်ပတ်ဝန်းကျင်ကြားကပฏิပတ်ခတ်ပါပဲဒီ timeline လေးကိုကြည့်လိုက်ရင်အရာအလုံးကရှင်းသွားပါလိမ့်မယ်လွန်ခဲ့တဲ့နှစ်ပေါင်း9သိန်းလောက်ကတည်းကကျွန်တော်ရဲ့ဦးနှောက်ဖွဲ့စည်းပုံကအခုခေတ်နဲ့သိမကွာတော့ဒါပေမဲ့လွန်ခဲ့တဲ့နှစ်တရာလောက်မှာအသင်စားအစားအစာတွေမီဒီယာတွေအများများပေါ်လာတယ်အခုမျက်မှောက်ခေတ်မှာဆိုရင်တော့ကျွန်တော်ရဲ့အရှိကြတဲ့စုလောက်စနစ်ကို24နာရီပတ်လုံးဖိမှတ်ထားထိုက်ခိုင်နေတဲ့ algorithm တွေလွန်ဆော်မှုတွေနဲ့ဝိုင်းနေပြီဆိုတော့ကျွန်တော်ရဲ့ဦးနောက်ကမပြောင်းလဲသေးဘူးဒါပေမဲ့ပတ်ဝန်းကျင်ကတော့အကြီးကျယ်ပြောင်းလဲသွားပြီဒါပေမဲ့တရင်ကောင်းတစ်ခုလည်းရှိပါတယ်အဲ့ဒါကတော့ကျွန်တော်တို့ကိုထိန်းချုပ်ဖို့အတွက်သူတို့သုံးနေတဲ့စီမင်းတွေကိုပဲပြန်သုံးချပြီးကိုယ့်ဘဝကိုကိုယ်တိုင်ပြန်လဲထိန်းချုပ်နိုင်တယ်ဆိုတာပါပဲကျွန်တော်တို့ရဲ့လှောင်ဆောင်မှုတွေကိုကိုယ်တိုင် engineer တယောက်လိုဖန်တီးတည်ဆောက်လို့ရပါတယ်အဆုံးသတ်အနေနဲ့စဉ်းစားစရာမိခွန်းလေးတစ်ခုထားခဲ့ခင်ပါတယ်။ဤပညာတွေကကျွန်တော်တို့ကိုဆွဲဆောင်ဖို့အတွက်အမြဲတမ်းပိုကောင်းတဲ့ကောင်းအောင်ဖန်တီးလာမယ့်အနာဂတ်ကဘာကြီးမှာတကယ်တမ်းတောင့်တထွက်တဲ့တန်ဖိုးရှိတဲ့အရာဆိုတာကိုတော့ကျွန်တော်တို့ဘယ်လိုပြန်ပြီးအတိတ်ပဲဖွင့်ဆိုကြမလဲ။ဒါကတော့ကျွန်တော်တို့အားလုံးအတွက်စဉ်းစားစရာပါပဲ။